နေရာတိုင်းမှာခဏခဏမြင်နေရတဲ့ကွမ်းရဟာတကယ်တော့ကမ္ဘာသမိုင်းမှာအစောဆုံးလူမှုရေးလက်ဆောင်တစ်ခုဆိုတာသင်သိပါသလား။ကွမ်းစားတဲ့ဓလေ့ဟာခုမှမဟုတ်ပဲလွန်ခဲ့တဲ့နှစ်ပေါင်း9000ကလေးကစတင်ခဲ့တာပါ။ဒီဓလေ့ကိုအရှေ့တောင်အာရှသားတွေကစတင်ခဲ့တာပါ။ဖိလစ်ပိုင်နိုင်ငံကရှီဟောက်ကူရီထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကကွမ်းစားထားတဲ့သွားတွေကိုရှီဟောက်သူရေသနပညာရှင်တွေကတွေ့ရှိခဲ့ပါတယ်။ဒါဟာအီဂျစ်ပီရမစ်တွေထက်တောင်ရှေးကြတဲ့ဓလေ့တစ်ခုပါ။အရင်ကကွမ်းရဆိုတာလူကုန်ထမ်းတွေနဲ့မင်းဆိုးရာဇာတွေရဲ့အစဉ်တန်းပြရုပ်ပါမြန်မာနိုင်ငံမှာဆိုရင်ပကံခေတ်ကလေးကကွမ်းဟာမပါမဖြစ်ရင်ကျေးမှုတစ်ခုဖြစ်ခဲ့ပါတယ်ဧည့်သည်လာရင်ကွမ်းအစ်ချပြီးအခမ်းနာချစ်သူအချင်းချင်းကွမ်းရပေးပြီးမြတ်တာဖလှယ်တာတွေကရှီခေတ်ရဲ့စတိုင်တစ်ခုဖြစ်ခဲ့ပါတယ်ကွန်သီမှာပါတဲ့ဓာတ်မျိုးနဲ့ထုံးမှာပါတဲ့အယ်ကာလီတို့ဓာတ်ပြူပြီးတော့ကွမ်းရွက်ကွမ်းသီးထုံဒီသုံးမျိုးပေါက်ဆက်ရင်အနီရောင်ထွက်လာတာဖြစ်ပါတယ်ဒါကြောင့်ရှေးလူကြီးတွေကကွမ်းရကိုဆေးဘက်ဝင်ပြီးအစာကြည့်ရလို့ယုံကြည်ခဲ့တာပါခေတ်တွေပြောင်းလာပေမဲ့ကွမ်းရကတော့အခုထိယဉ်ကျေးမှုထဲမှာအမြင့်တွယ်နေစေပါနောက်ထပ်ဘယ်လိုအရာတွေရဲ့အစကိုသိချင်သေးလဲ The Origin ကို follow လုပ်ထားအောင်နော်